ရောက်တဲ့ဒီပြန်တွေးမိတယ်အပြူရောက်စီကိုရဲအခုငွေများတယ်ငါဟာတယောက်တဲ့ဒီပြန်တွေးမိတယ်ဝေးကချိန်ရွယ်မဆန်းတဲ့အဖြစ်များရဲ့ပျော်ရွှင်စွာ